Aristocrat ကလည်းဒီတစ်ခေါက်ကနောက်ဆုံးပဲဆိုတော့ Scorpio ကာလမှာတော်တော်များများကအဟောင်းနေအတည်ပြန်ပေါ်တာရှိတယ် Scorpio ရဲ့ energy အတိုင်းပဲScorpio ရဲ့စိတ်ခံစားချက်အတိုင်းပဲဖြစ်နေတတ်တယ်ပေါ့နော်ဘယ်ဆိုင်ဖြစ်ဖြစ် water sign ဆိုရင်တော့ပိုသိတာမယ် water sign Cancer Pisces Scorpio ဆိုရင်တော့ဒီလိုရာသီဥတုမှာဒီလို Scorpio ကာလမှာပို့ပြီးတော့သိတာနိုင်နေပေါ့နော်ဒါကြောင့်မလို့ Scorpio ကာလမှာဘာတွေဆောင်ရမလဲရှောင်ရမလဲဆိုတာလေးကြည့်ပြီးမယ်ပေါ့နော်မကြည့်ပေးဖြစ်တာလေးကြာပြီအခုကခရီးထွက်နေနေကြည့်ပြီးမှဖြစ်တယ်ဒါကြောင့်မလို့ဒီရဲ့ tarot တစ်မျိုးနဲ့ပဲကြည့်ပေးမယ်ပေါ့နော်စောင့်မျှော်နေတာမျိုးလေးရှိတယ်ပေါ့နော်စောင့်မျှော်နေတာမျိုးလေးဆိုလို့ရှိရင်လည်းစောင့်နေမလားပေါ့နော်ကိုကပဲရှေ့ဆက်သွားနေမလားပေါ့ကျမကတော့စောင့်နေတာထက်စားလို့ရှိရင်ကိုတိုင်းရှေ့ဆက်သွားနေတာမျိုးလေးတွေကြိုက်တယ်စောင့်နေရတာပင်ပန်းနေပေါ့နော်ကြောင့်မလို့ကိုတိုင်းတောက်ပအောင်နေရင်းနဲ့ပဲနေပါလို့မှာချင်ပါတယ်ရှင်ဟုတ်ပြီနောက်တစ်ခါကရောခီးသွားမယ်ဆိုလို့ရှိရင်တော့ခီးတွေသွားဖြစ်နိုင်တယ်ပေါ့နော်ကျမကိုယ်တိုင်လည်းဒီ Scorpio ကာလမှာခရီးတွေတအားတွားနေရပါတယ် Scorpio စကလေးကခရီးတွေတွားနေရပါတော့အခုထိလည်းအိမ်ပြန်မရောက်သေးပါဘူးငွေကြီးမှာဆိုလို့ရှိရင်လည်းလုပ်ငန်းတဲ့ဖြစ်တာမျိုးလေးလက်ဆောင်ရတာမျိုးလေးကြုံတတ်တယ်ပေါ့နော်လက်ဆောင်ရတာမျိုးလေးကြုံတတ်ပါတယ်ဒါကတော့အကုန်လုံးနဲ့သက်ဆိုင်တယ်ပေါ့နော်ဒီ reading ကိုကြည့်တဲ့လူတွေအကုန်လုံးနဲ့သက်ဆိုင်ပါတယ်လက်ဆောင်ရတာမျိုးလေးရှိတတ်တယ်ကိုယ်အဝေးကနေပြီးတော့လက်ဆောင်ပေးတာမျိုးလေးကြုံရတတ်တယ်ပေါ့နော်ဒါပေမဲ့ Scorpio နဲ့ Pisces နဲ့ Cancer ဆိုရင်တော့ပိုပြီးဖြစ်နိုင်ချေများတယ်ပေါ့နော်နောက်တစ်ခါကြည့်ပြီးမယ်ညဘက်အိမ်မပြောတာတွေရှိတယ်ပေါ့နော်ညဘက်စောစောအိမ်ဖို့ပြောထားပါတယ်ဘာတွေစဉ်းစားနေလဲအရင်ကြီးမစဉ်းစားပါနဲ့ universe ဆိုတာနောက်ကျတဲ့ထုံးစံမရှိဘူးပေါ့နော်တကယ်လို့ကိုကရချိန်တန်ရင်ရတတ်တယ်ဖြစ်ချိန်တန်ရင်ဖြစ်တယ်ပေါ့နော်ဒါတော့ညဘက်ကိုစောစောအိမ်ပါ universe သဘောထားလိုက်အကုန်လုံးအဆင်ပြေသွားလိမ့်မယ်နော်ဖြူမဲတွေတဲခွဲသွားမယ်ပေါ့နော်တချို့ကရှေ့ရမျက်နှာဖုံးနဲ့နောက်ကမျက်နှာဖုံးနဲ့မတူကြဘူးပေါ့နော်တကယ်လို့ကိုပြထားတဲ့မျက်နှာဖုံးကအစစ်မှန်မဟုတ်ခဲ့ဘူးဆိုရှင်တော့ဒီကာလမှာကြွားကြမယ်လို့မြင်ရပါတယ်ချစ်သူကြီးစားတွေဆိုလို့ရှိရင်လည်းသူရဲ့မကြိုက်တဲ့အရာလေးတွေကိုပိုသိလာတာမျိုးသူနဲ့ကိုယ်နဲ့ပုံနာလဲလာတာမျိုးလေးဖြစ်တတ်ပါတယ်လုပ်ငန်းသစ္စာတာမျိုးလေးရှိတတ်တယ်ဒါပေမဲ့ဆုံးဖြတ်ချက်ကိုမြန်မြန်ဆန်ဆန်ကြီးမချနေပေါ့နော်ဘယ်အရာမဆိုတခြားစဉ်းစားပြီးမှဆုံးဖြတ်ချက်ချပါPiece of Swords နဲ့ Knight of Pentacles အကုန်လုံးကတော့ကောင်းတဲ့ကတိပဲကြပါတယ် Okay Crash နဲ့ထားလိုက်ပါတော့ပွဲတွေတစ်ခုခုမှာကြုံတွေ့တာမျိုးလေးရှိတတ်တယ်တကယ်လို့ရည်စားတွေရှိတဲ့ relationship တွေမှာရန်ကောင်းနေတယ်ဆိုလို့ရှိရင်တော့တဆင့်တက်တာမျိုးလေးကြုံတတ်တယ်ပေါ့နော်တကယ်လို့ crash ရှိနေတယ်ဆိုလို့ရှိရင်လည်း crash နဲ့ပျော်ပွဲရှင်ပွဲတွေသွားရင်းနဲ့ပြန်တွေ့တာမျိုးလေးဒါမှမဟုတ်လို့ရှိရင်သူကိုယ်တိုင်ကလည်းကိုယ်ဖိတ်ခေါ်တာမျိုးလေးကြုံရတတ်ပါတယ်ကဲကတ်တွေကတော့အကောင်းနေပဲကြပါလိမ့်ရှင်စီးပွားရေးလေးကြည့်ပြီးမယ်နော်ဒီဗီဒီယိုကြည့်နေတဲ့လူတွေစီးပွားရေးပေါ့နော်စီးပွားရေးကလည်းရန်ကောင်းနေပါတယ်ငွေကြေးရေးတွေတော်တော်တည်တည်ငြိမ်ငြိမ်ရှိနေတယ်ပေါ့နော်တော်တော်တည်တည်ငြိမ်ငြိမ်ရှိနေတဲ့အရာရာကိုနားလေသဘောပေါက်နေတဲ့လူမျိုးလေးတွေအစောပိုင်းကနားမလည်ခဲ့ဘူးကိုလုပ်ငန်းတွေနားမလည်ခဲ့ဘူးဆိုတော့မှဒီကာလမှာနားလေစားပြုနေပြီပေါ့နော်ကလေးလည်းရန်ကောင်းပါလေရှင်အေးကျမရေးလေးကြည့်ပြီးမယ်ပေါ့နော်ကျမရေးကြည့်ပြီးမယ်ကျမရေးဆိုရင်တော့ကောင်းနေပါတယ်ကျမကြီးကြည့်ပြီးတာသဘောကျတယ်ဆိုတော့ကောင်းပါတယ်ဒါပေမဲ့အတွေးမများနေပေါ့နော်အတွေးမများနဲ့စိတ်ရှုပ်တာမျိုးလေးတွေရှိရဲနောက်ပြီးတော့အရင်ကအရာတွေကိုပြန်မတွေးနေပေါ့နော် go on ပဲသွားပေါ့နော်ရှေ့ကိုပဲဆက်ပါနောက်ပြန်ဆုတ်တာမျိုးလေးမလုံးနဲ့ပေါ့နော်ကျမကြီးနဲ့ပတ်သက်လို့ရှိရင်တော့ဒါလေးမှကျင်ပါတယ်ဘာလို့လဲဆိုတော့အတွေးပေါ့နော်ကျမတို့တွေကစိတ်ကျမ်းမာမှလူကျမ်းမာတာဖြစ်တဲ့အတွက်ကြောင့်မလို့အတွေးမများနေပေါ့နော်အတွေးတွေကိုနောက်ပြန်လဲမနေပါနဲ့ရှေ့တက်မှာပဲကြည်ပါသဘောလေးကြပါလိမ့်ရှင်ကဲဒါကတော့အချစ်ရည်ထက်ကြည့်ပြီးမယ်ပေါ့နော်ခုနကတော့ general ကြည့်ပြီးတာဒါကတော့အချစ်ရည်တိတက်အချစ်ရည်ကိုမှဒါကတော့ crash အတွက်ကြည့်ပြီးပါမယ်crash ဆိုလို့ရှိရင်တော့သူကတင့်ကိုပြန်ကြရမလားမကြရမလားစဉ်းစားတွေးဝေနေတယ်ပေါ့နော်ဒါပေမဲ့သူကတော့တင့်အကြောင်းကိုတော့သိနေတယ်ဒါပေမဲ့သူက
သူမှရွေးချယ်စရာတွေများနေရပေါ့နော်တင်မှာပြိုင်ဘက်တွေရှိနေတယ်သူကဘယ်သူ့ကိုရွေးရမလဲဆိုတော့တူတူဝီဖြစ်နေပါတယ်ဒါကတော့ crush ပြီးသွားပြီဆိုလို့ရှိရင်เนาะဒါကလက်ရှိ relation သမားတွေ relation သမားတွေဆိုလို့ရှိရင်စကားများရန်ဖြစ်တာစိတ်ကောက်တာမျိုးလေးတွေရှိနေတယ်တချို့ဘာမဟုတ်တဲ့ကိစ္စလေးနဲ့စိတ်ဆိုးနေတာရှိတယ်ပေါ့နော်စကားပြောမြန်တာမျိုးလေးရှိတယ်ပေါ့နော်စကားပြောမလောနဲ့တယောက်နဲ့တယောက်တိုင်းတိုင်းပင်ကြည့်ပါကဲဒါကတော့ X energy ပေါ့နော်ဒီရဲ့ X အကြောင်းအသိမကြည့်ပေးချင်ဘူးပေါ့နော်ဒါပေမဲ့လို့လေတချို့နားထောင်တဲ့လူတွေက X အကြောင်းလေးနားထောင်ချင်တယ်ဆိုတော့ဒီမှာ X အကြောင်းလေးကြည့်ပေးမယ်ပေါ့နော်ဒါပေမဲ့ကျွန်မကတော့စောင့်နေတာမျိုးတွေမကြိုက်ဘူးကျွန်မကိုယ်တိုင်လည်းမစောင့်ဘူးအချစ်တွေပေါက်သွားလို့ရတယ်လေအချစ်တွေပေါက်သွားပါအရင်လိုပဲမစောင့်ပါနဲ့တကယ်လို့သူကနောက်တစ်ယောက်ရှိသွားတယ်ဆိုလို့ရှိရင်ကိုရှိနေရတဲ့တော့မှနောက်တစ်ယောက်ရှိတယ်ဆိုလို့ရှိရင်သူ့စိတ်ထဲမှာကိုမရှိတော့ဘူးလေနော်အဲဆိုလို့ရှိရင်ဘာလို့သူ့အတွက်နဲ့အချိန်ကုန်ခံမှာလဲ universe ကိုယုံကြည်ပါ universe ကတင်ကိုဘာပြီးလဲပြီးတဲ့ဟာကိုပဲယူပါနော်ဒါကတော့ X အတွက်ကြည့်ပေးတာပါ X အတွက်ကြည့်ပေးတာ X ကတော့တင်စီကိုဆက်သွယ်လာဖို့တော့ရှိတယ်အချစ်ရေးအတွက်နဲ့ဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်ငွေရေးကြေးအကြောင်းပဲဖြစ်ဖြစ်အလုပ်ကိန်းကြောင့်ပဲဖြစ်ဖြစ်ပြန်ဆက်သွယ်လာမျိုးလေးတွေရှိပါတယ်ဒါကတော့ဒီတစ်ခေါက်ကြည့်ပြီးတဲ့ general လေးပေါ့နော်ဒီဗီဒီယိုကိုမြင်တာနဲ့တပြိုင်နက်တင်နဲ့သက်ဆိုင်နေပေါ့နော်အဓိကကတော့ကျွန်မကပြောချင်တာကတော့စောင့်နာတဲ့ဆာလို့ရှိရင်ကိုယ်တိုင်အမြဲတမ်းတောက်ပအောင်နေပေါ့နော်ကျွန်မလည်းတောက်ပအောင်နေပါတယ်အားလုံးပဲတောက်ပအောင်နေကြပါတောက်ပမှသာအရာရာကအဆင်ပြေနိုင်တယ်ပေါ့နော် universe ကိုယုံကြည်ပါ universe ကသူ့အချိန်မကြဘဲနဲ့ဘယ်ရာအောင်မှမပို့ဘူးပေါ့နော်တကယ်လို့ဖြစ်လာခဲ့တယ်ဆိုလို့ရှိရင်လည်းဒါကျွန်မတို့ကြုံရမယ့်ကံကြမ္မာလို့ပဲတွေးပါပေါ့နော်ဟုတ်ကဲ့အားလုံးပဲကျမ်းမာချမ်းသာလို့ရဆန္ဒပြပါစီကောင်းသောသူများနဲ့သာတွေ့ဆုံနိုင်ကြပါစေရှင်ဒါကတော့ inner light by KK Tarot channel လေးရဖြစ်ပါတယ်ရှင်